အင်္ဂတိမင်းကြီးသည်သူရဲ့အမတ်ကြီးများနဲ့အတူတာယာတော်လာရောင်အောက်မှာအပန်းဖြေနေသည်ထို့စဉ်လမ်းမပြမိအမတ်တဦးကမင်းကြီးကိုဂုဏတက်ကတွန်းထံသွားရောက်ဖူးမြော်ရန်အကြံပြုသည်မင်းကြီးကုသိုလ်ဆိုတာလည်းမရှိအကုသိုလ်ဆိုတာလည်းမရှိဘူးလူတွေဟာတည်ရင်ပြဖြစ်သွားတာပဲနောက်ဘဝဆိုတာမရှိဘူးဒါကြောင့်ဒီဘဝမှာစီးစိမ်ကိုသာအဝသုံးဆောင်ပါဘာကူမှကြောက်နေစရာမလိုဘူး ဆရာကြီးပြောတာတကယ်ဆိုရင်ငါဟာဘာကြောင့်အလှူဒါနတွေလုပ်နေရအောင်မလဲငါရဲ့စီးစိမ်တွေကိုငါတယောက်တည်းပျော်ပျော်ပါးပါးသုံးဆွဲတော့မယ် မင်းကြီးသည်ထိုချိန်မှစ၍တိုင်းရေးပြည်ရာများကိုပြစ်ပယ်ကာကာမဂုဏ်ခံစားမှုနောက်သို့သာလိုက်ပါသွားတော်သည်မင်းကြီးလမ်းမရောက်နေသည်ကိုသိသောရူဇာမင်းသမီးသည်ခမဲတော်အားတားမြစ်ရန်ရောက်ရှိလာသည် ခမည်းတော်ဆရာရုပ်တို့ရဲ့စကားကိုမယုံမနဲ့အကောင်းအဆိုးကန်ကန်ကြီးအကျိုးဆိုတာရှိပါတယ်ခမည်းတော်အခုလိုအမားတွေဆက်လုံနေရင်ငရဲကြပါလိမ့်မယ် သမီးတော်မင်းကငယ်သေးလို့ပါနောက်ဘဝဆိုတာရှိမှမရှိတာအခုအပျော်ကြီးပျော်နေရတာကိုဘာလို့တားနေတာလဲ ရူဇာမင်းသမီးသည်ခမဲတော်အားဖြောင်းဖြ၍မရသည့်အဆုံးကောင်းကင်သို့မျက်နှာမူကားနတ်ပြမများအားအကူအညီတောင်းခံ၍သစ္စာဆိုလေတော်သည်ရူဇာမင်းသမီးသစ္စာရှိမှုကြောင့်ဖျားလောင်းနာရဒပြမကြီးသည်ရွှေအစင်းရှိသောယတိအသွင်ဖြင့်ကောင်းကင်မှဆင်းသက်လာသည် ။အိုးတကိုးရှင်အရှင်ကဘဒူလဲ။ဘာကြောင့်ကောင်းကင်ကဆင်းလာတာလဲ။ငါကတော့နာရဒပြမကြီးပဲ။မင်းကြီးရဲ့မှားယွင်းတဲ့အယူဝါဒကိုပြုပြင်ပေးဖို့လာတာဖြစ်တယ် အရှင်ကနောက်ဘဝရှိတယ်လို့ယုံကြည်ရင်ကျွန်ုပ်ကိုအခုငွေ1000ချေးပါနောက်ဘဝကျမှကျွန်ုပ်ပြန်ဆက်ပါမယ် မင်းကြီးကတီလာရှိတဲ့သူဆိုရင်ငါချေးပါမယ်ဒါပေမဲ့မင်းကြီးကအခုမိစ္ဆာဒိဋ္ဌိဖြစ်နေတယ်တေးရင်ငရဲကြမဲ့သူစီကငွေကိုနောက်ဘဝငရဲပြည်ကြီးငါကဘယ်လိုလိုက်တောင်းရမှာလဲ နာရဒပြမကြီးသည်တကိုးဖြင့်ငရဲပြည်ဤကြောက်မှတ်ဖွယ်ကောင်းပုံများကိုမင်းကြီးအားပြသလိုက်သည် မှားပါပြီအရှင်ဖေဟာကျွန်တော်မှားခဲ့ပါပြီအခုကစပြီးမိစ္ဆာအယူတွေကိုစွန့်ပယ်ပါပြီကျွန်တော်ကိုလမ်းမှန်ညွှန်ပြပေးပါမင်းကြီးမင်းကောင်းမင်းမြတ်တို့ကျင့်ဝတ်အတိုင်းကျင့်ပါတီလာစောက်တီပါဒါနပြုပါဒါဆိုရင်မင်းကြီးဟာနတ်ပြည်ကိုရောက်ပါလိမ့်မယ် အင်္ဂတိမင်းကြီးသည်မိစ္ဆာအယူကိုစွန့်ပယ်ကာသမီးတော်ယူဇာမင်းသမီးနှင့်အတူကုသိုလ်ကောင်းမှုများကိုပြုလုပ်ရင်းတိုင်းပြည်ကိုအုပ်ချုပ်သွားလေတော်သည်